အားလုံးမင်္ဂလာပါတရဏဂုံသုံးပါးဂုံကျေးဇူးကိုဥထိတ်ထားလေကျွန်တော်ယခုပြောမယ့်အကြောင်းအရာလေးရတော့မြတ်စွာဘုရားဆိုတဲ့တရဏဂုံသုံးပါးမြတ်စွာဘုရားဆိုတာဘာလဲတရဏဂုံသုံးပါးဂုံကျေးဇူးတွေကဘယ်လောက်ထိအကျိုးကြီးတယ်လဲမြတ်စွာဘုရားဖြစ်ဖို့မပြောနဲ့ဘုရားဆိုတဲ့အတန်ကြားဖို့တောင်ဘယ်လောက်ထိခဲရင်လဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့၎င်းဂေါတမမြတ်စွာဘုရားနဲ့အရိမတ္တရာမြတ်စွာဘုရားကဘာတွေကွာခြားတယ်လဲဘုရားအမျိုးအစားဘုရားလောင်းအမျိုးအစားဘယ်နှမျိုးရှိတယ်လဲပါရမီမြတ်စွာဘုရားလို့မြည်ဒီမှာပါရမီဖြည့်ပုံကွာခြားကြတာဘယ်လိုကွာခြားကြတာလဲဖျားစုပန်တိုင်းဖျားမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းအရာပြီးတော့တေချာမှုနိယတနဲ့မတေချာတဲ့အနိယတဆိုတဲ့ကွာခြားမှုအကြောင်းအရာကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်ကပါရမီကိုဘဏ္ဍဘဝဘယ်လိုအနေအထားမျိုးတွေဖြည့်ခဲ့လဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောကြမှာဖြစ်ပါတယ်ရှေးဥစွာကျွန်တော်တို့ရဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးနဲ့တကွဖျားတရားတန်ခါဆိုတဲ့တရဏဂုံ၃ပါးကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအားလုံးအနေနဲ့ယခုအချိန်ယခုခေတ်ပြည့်ကြီးစုပ်ကပ်ကာလကြီးမှာတရဏဂုံ၃ပါးကိုအားလုံးစိတ်ထဲမှာတော့၎င်းနှုတ်မှာနှုတ်ဖြင့်တော့၎င်းရွတ်ဖက်နေကြဖို့နှုတ်ဖြင့်ရွတ်ဖက်လို့အစင်မပြေရင်စိတ်ထဲကနေပြီးရွတ်ဖက်နေကြဖို့ဘယ်လောက်ထိရွတ်ဖက်အောင်မေ့တင်တယ်လဲဆိုတော့ခလုတ်တရင်တော့ဖျားဆိုတဲ့တတာမျိုးထိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိစတဲ့တတဲ့အနေထားမျိုးထိအမြဲတမ်းဖြစ်နေအောင်ရွတ်ဖက်ကြစီလို့တဲ့ရည်ရွယ်ချက်မျိုးနဲ့ရွတ်ဖက်ကြဖို့လေတိုက်တွန်းလိုပါတယ်အကြောင်းအရာကတော့ကျွန်တော်အိမ်မက်မှတ်ထားတဲ့အကြောင်းအရာလေးနဲ့နည်းနည်းဆက်ပါတယ်ကျွန်တော်အိမ်မက်မှတ်ထားတာတော့ကြားပါပြီလာပိုင်းအနေငယ်တော့ရှိပါတယ်အိမ်မက်ထဲမှာကအိမ်မက်ရဲ့အနေထားအရဘယ်လိုလုံးဆိုတော့အဲ့လိုမျိုးတရဏဂုံ၃ပါးကိုရွတ်ဖက်ပူဇော်နေမယ်ဆိုရင်အကျိုးကျေးဇူးကြီးတွေကအများကြီးကျွန်တော်မသိသေးတဲ့အရာတွေလည်းဖြစ်နိုင်တယ်ဘယ်လိုဖြစ်နိုင်လို့ဆိုတော့တရဏဂုံ၃ပါးကိုရွတ်ဖက်လိုက်မယ်ဆိုရင်ခုကျွန်တော်တို့ကြာနေတဲ့ကတ်ကနေပြီးတော့လဲကျွန်တော်တို့မလွတ်တောင်ရော့နိုင်တယ်ရော့နေမဲ့အနေထားနေလဲလွတ်နိုင်တယ်လွတ်တဲ့အပြင်ဒီတရဏဂုံ၃ပါးရွတ်ဖက်တဲ့အကျိုးအားကြီးကဘယ်လောက်ထိကြီးတုံးဆိုတော့ကျွန်တော်တို့ကဒီအကျိုးကျေးဇူးကြောင့်ဘဝတစ်ခုခုမှာအခုချလိုက်တဲ့မျိုးစိတရဏဂုံ၃ပါးကိုရွတ်ဖက်ပွားများနေတဲ့မျိုးစိကကျွန်တော်တို့နောက်တစ်ချိန်မှာဒီလိုမျိုးဖခင်ရဲ့သာသနာတစ်ခုခုနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့ကကြွတန်းဝင်လွယ်တဲ့ပုံကိုယ်တူပုံကိုယ်မြတ်တွေဖြစ်လာနိုင်ပါတယ်အဲဒါကြောင့်တရဏဂုံ၃ပါးရွတ်ဖက်တာကိုပေါ့သေးသေးလေးလို့မထင်ကြပါနဲ့ဟိုက၅ပါးသီလလုံသည်ဖြစ်စေမလုံသည်ဖြစ်စေတရဏဂုံ၃ပါးကိုတော့ဗုဒ္ဓဘာသာဝင်များအနေနဲ့အခုလိုခက်ပြက်ကြီးမှာစင်ဆက်မပြတ်ရွတ်ဖက်နေကြဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းလုပ်ပါတယ်အဲ့လိုမျိုးလုပ်တဲ့အကျိုးကျေးဇူးတွေကဒါကျွန်တော်ပြောတဲ့တာကဥပမာလေးနည်းနည်းပဲရှိသေးတာပါအများကြီးကျွန်တော်မသိတဲ့အရာတွေအများကြီးရှိပါတယ်ပြောပြလို့အချိန်မလောက်လို့မပြောချင်လည်းဖြစ်ပါတယ်အဲ့တော့ရှေးဥစွာကျွန်တော်တို့တရဏဂုံ၃ပါးထဲမှာတစ်ချက်မြတ်စွာဘုရားဗုဒ္ဓံမြတ်စွာဘုရားနှစ်ချက်ဓမ္မံသုံးချက်တန်ခံတရဏဂုံ၃ပါးတွေကတန်ခံဆိုတာဘယ်လိုအရာလဲတရဏဂုံ၃ပါးတွေကဗုဒ္ဓံဆိုတာဘယ်လိုအရာလဲဓမ္မံဆိုတာဘယ်လိုအရာလဲစတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်ပြောကြမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်ဗုဒ္ဓံဆိုတဲ့မြတ်စွာဘုရားရှင်ကိုကျွန်တော်တို့ကအတန်ကြားရဖို့တော့အရန်ခက်ခဲပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါလေးနဲ့ဥပမာရှေးတုန်းကအနာတပိန်တထေးဆိုတာတော့ဗုဒ္ဓဘာသာဝင်တော်တော်များများသိကြပါတယ်အလိုအတန်းအရာမှာအင်မတန်မှလူတန်းခဲ့တဲ့ပုဂ္ဂိုလ်တူကြီးမွေးလာတဲ့အခါမှာသူနဲ့အတူသူ့ရဲ့ပါရမီအလျောက်ပေါ်ပေါက်လာတဲ့သူ့ရဲ့ပစ္စည်းဝတ္ထုအများကြီးလည်းရှိခဲ့ပူပါတယ်အဲ့တော့အနာတပိန်တထေးကြီးကကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုတွေ့ဖို့အတွက်အနာတပိန်တထေးကြီးကရာဇဂိုတထေးကိုမေးလိုက်တဲ့အချိန်မှာရာဇဂိုတထေးဖះကိုတွေ့ဖို့အတွက်ဖူးမြင်ဖို့ပေါ့နော်အဲ့အခောက်ကသူကဖះကိုဖူးမြင်ရမယ့်အခောက်အဲ့ဒီမှာရာဇဂိုတထေးရာဇဂိုပြည်မှာအရောက်မှာရာဇဂိုတထေးကနေပြီးတော့မြတ်စွာဘုရားဆိုပြီးသူကပြောလိုက်တာဒါတို့မြတ်စွာဘုရားကတော့အဲ့လိုမျိုးလေးပြောလိုက်တဲ့အတန်ကိုကြားလိုက်တာ ਨੇ အနာတပိန်သေးလိုပုဂ္ဂိုလ်တို့ကဘာပြောလဲဆိုတော့ဂောတောပိခောဧတောဂဟပတိဒုလဘောလောကသမိန်ယာတိတံဗုဒ္ဓောတိတတိမင်းလောက၌မြတ်စွာဘုရားဟူသောအတန်ကိုပင်ကြားရခဲ့ပါ၏ဟုအနာတပိန်တထေးကြီးကပြောကြပါတယ်ဟုတ်ပါတယ်ဘုရားဆိုတဲ့အတန်ဟာအင်မတန်မှကြားရခဲ့ပါတယ်ဘုရားဖြစ်ဖို့ဆိုတာလေအင်မတန်မှခဲရင်ပါတယ်ဖျားဆိုတဲ့အနေထားမှာလဲကျွန်တော်တို့ခုကိုးကွယ်နေတဲ့ကျွန်တော်တို့သာသနာဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်နဲ့ကျွန်တော်တို့နောင်ပွင့်မဲ့ဒီဗတ္တကဘာဘုရား၅စုပွင့်မဲ့ဗတ္တကဘာမှာနောင်ပွင့်မဲ့အရိမတ္တမြတ်စွာဘုရားရှင်တို့ကပါရမီဖြည့်တဲ့ဘုရားလောင်းဘဝမှာပါရမီဖြည့်တဲ့ကာလမတူကြပါဘူးကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်က၄တင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့ရပါတယ်အရိမတ္တမြတ်စွာဘုရားရှင်ကတော့16တင်ချင်းနဲ့ကဘာတသိန်းဆိုပြီးပါရမီဖြည့်ခဲ့ရပါတယ်အဲ့လိုမျိုးပါရမီဖြည့်ခဲ့ရပြီးရင်8တင်ချင်းနဲ့ကဘာတသိန်းကတ္တပဘုရားရှင်တို့ကြောင့်8တင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့ရအဲ့လိုပါရမီဖြည့်ခဲ့ရတာကွာခြားတာတွေကဘာလို့ဖះလောင်းနေတာပါရမီဖြည့်ရတယ်ကာလကွာခြားလဲဆိုတော့ကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်ကပညာအဓိကဖះလောင်းဖြစ်ပါတယ်ပညာအဓိကဖះလောင်းဆိုတာသူကပထမဦးဆုံးဖះလို့မြည်ဒီမှာဖះစုကိုပန်တော့မယ်ဆိုရင်အဆင့်3ဆင့်ရှိပါတယ်နံပါတ်1အဆင့်ကစိတ်ထဲမှာနေဖះဖြစ်ဖို့ဆူတောင်းတာဖះဖြစ်ရပါလို့ဆိုရဆူတောင်းတာအဲ့လိုစပြီးတော့ဆူတောင်းတဲ့အခါမှာလဲပညာအဓိကပဲဖះဖြစ်ဖို့တဲ့ဒီပညာအဓိကပဲဒီပညာကိုအဓိကအခြေခံဒီပညာကနေပြီးတော့ပဲသူကအဓိကထားပြီးဖះဖြစ်အောင်ကြိုးစားမယ်အဲ့ဒါကြောင့်ဖះစုပန်တဲ့အခါမှာလဲပညာအဓိကဖះဖြစ်ရပါလို့ဟုဆိုပြီးတော့ဆူတောင်းတာအဲ့ဒါစိတ်ထဲကနေဆူတောင်းတာအဲ့လိုမျိုးဆူတောင်းတဲ့ပညာအဓိကဖះကြတော့ပညာကိုဉာဏ်ပညာကိုရှေ့ဆောင်တယ်အဲ့ဒါကြောင့်
အဲ့လိုပုံကူမျိုးကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်လိုပုံကူမျိုးကကြောင့်လေးတင်ချင်တဲ့ကဘာတသိမ့်ပဲပါရမီဖြစ်ရပါတယ်။အော်တရားအဓိကဘုရားလောင်းဒုတိယအကြောင်းအဲ့လိုပဲစိတ်နဲ့စပြီးဆူတောင်းတဲ့ခါမှာတရားကပဲရှေ့ဆောင်မယ်တရားဆိုတဲ့ယုံကြည်မှုတရားတရားဒီဘုရားဖြစ်ဖို့အတွက်ယုံကြည်မှုတရားတရားပဲရှေ့ဆောင်မယ်အဲ့ဒါကြောင့်တရားအဓိကဘုရားဖြစ်ရပါလို့ဤဆိုပြီးဆူတောင်းတာအဲ့တော့သူကတရားအဓိကဘုရားကြတော့ယုံကြည်မှုတရားတရားကရှေ့ဆောင်တာဖြစ်တဲ့အတွက်ပညာဉာဏ်ကြတော့အားနည်းသွားတယ်အားနည်းသွားတာဖြစ်တဲ့အတွက်သူကတော့ရှစ်တင်ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြစ်ရပါတယ်ကျွန်တော်တို့ခုနောင်ပွင့်မဲ့အရိမြစ်တရားမြတ်စွာဘုရားရှင်ကကြတော့ဝရိယအဓိကဘုရားလောင်းဝရိယအဓိကဘုရားလောင်းကကြတော့ဒီဘုရားဖြစ်ဖို့အတွက်သူ့ရဲ့ဝရိယအားကအဓိကပဲဝရိယကိုရှေ့ဆောင်ပြီးဝရိယအားနဲ့ဘုရားဖြစ်အောင်ကြိုးစားမယ်အဲ့ဒါကြောင့်ဝရိယအဓိကဘုရားဖြစ်ရပါလို့ဤလို့ဆူတောင်းတယ်သူကကြတော့16တင်ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြစ်ရပါတယ်အဲ့ဒါကြောင့်ဉာဏ်ပညာဟာဉာဏ်ပညာဂေါတမမြတ်စွာဘုရားရှင်ဟာဉာဏ်ပညာကိုရှေ့ဆောင်ပြီးတော့အဲ့လိုမျိုးအဓိကလို့ဖြစ်တဲ့အတွက်ဉာဏ်ပညာကြောင့်ခုလိုပါရမီဖြစ်တဲ့ကာလကလည်းအတူတောင်းဆုံးဖြစ်သွားတာပါအဲ့တော့ကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်ဟာဉာဏ်ပညာအဓိကပဲအဲ့တော့ဆူတောင်းလိုက်ပြီစိတ်နဲ့ဆူတောင်းတာစိတ်နဲ့ဆူတောင်းတဲ့အကြောင်းအရာလေးကိုမြတ်စွာဘုရားရှင်ဟာရှင်သာရိပုတ္တရာဒီလိုလေးပြောပါတယ်จิตตาတာရိပုတ္တရာငါဘုရားသည်စိတ်နဲ့ဆူတောင်းတာခုနှစ်အသင်ချေကြားတယ်ခုနှစ်အသင်ချေမှာဘာတွေပါလဲဆိုတော့တိနန္ဒအသင်ချေနန္ဒအသင်ချေမှာဘုရားပေါင်း9000ပွင့်ခဲ့တယ်ဘုရားပေါင်း9000ပွင့်တဲ့ကာလမှာစိတ်ထဲကနေဆူတောင်းခဲ့တယ်ဘုရားစုဘုရားဖြစ်ဖို့သူနန္ဒအသင်ချေသူနန္ဒအသင်ချေမှာဘုရား9000ပွင့်ခဲ့တယ်ပထဝီအသင်ချေပထဝီအသင်ချေမှာဘုရားပေါင်း1000ပွင့်ခဲ့ပါတယ်မန္တအသင်ချေမှာ1000တရဏီသင်ချေမှာ2000တာဂရအသင်ချေမှာ3000ပုံနာရိကအသင်ချေမှာ4000စတဲ့ခုနှစ်အသင်ချေမှာဘုရားပေါင်း12000ပွင့်တော်မူခဲ့ပါတယ်ပွင့်တော်မူတဲ့ဘုရားပေါင်းထံမှာဘုရားဖြစ်ရပါလို့ဤဆိုတဲ့စုကိုစိတ်ဖြစ်မယ်တောင်းပြီးတော့အလှကြီးပေးလူပြီးပါရမီတွေကိုဖြည့်ဆည်းခဲ့ပါတယ်ဒါကစိတ်နဲ့ဆူတောင်းခဲ့စိတ်နဲ့ဆူတောင်းတာခုနှစ်အသင်ချေပြီးတဲ့အချိန်မှာထိုကာလတွေကကြတော့စိတ်နဲ့ဆူတောင်းတာဖြစ်တဲ့အတွက်အနိယတလို့ခေါ်ပါတယ်အာနိယတဆိုတာမသေးကြအောင်အဲ့လိုစိတ်နဲ့ဆူတောင်းတာလည်းအာနိယတပဲသူကမသေးကြအောင်မသေးကြတော့ဖျားဖြစ်ဖို့ဆိုတာလည်းမသေးကြအောင်အဲ့တော့ပြီးတော့နှုတ်နဲ့ထပ်ပြီးဆူတောင်းတာနှုတ်နဲ့ဆူတောင်းတာ9တင်ချေမှာနောက်တော့တပ္ပဖတ္တအတင်ချေမှာ9000ဖျားပေါင်း9000ပွင့်တော်မူခဲ့ပါတယ်တပ္ပဖုဒ္ဓအတင်ချေမှာ6000တပ္ပရတနာအတင်ချေမှာ9000ဥဒ္ဒပခန္ဓာအတင်ချေမှာ8000မာနိဖတ္တအတင်ချေမှာ9000ပဒုမအတင်ချေမှာ2000ဥဒ္ဒပအသင်္ချေမှာ1000ခန္ဓုတ္တမအသင်္ချေမှာ9000တပ္ပဟလအသင်္ချေမှာ2000စတဲ့9သင်္ချေမှာဘုရားပေါင်း3,800,900ပွင့်တော်မူခဲ့ပါတယ်ထို့ကဲ့သို့နှုတ်ဖြင့်စုပန်တဲ့ဘဝနှုတ်ဖြင့်စုပန်တဲ့ဘဝတွေမှာတပ္ပဖတ္တအသင်္ချေမှာနန္တပ္ပဖတ္တအသင်္ချေနှုတ်ဖြင့်စပြီးစုတောင်းတဲ့အသင်္ချေမှာဘဝမှာပေါ့နော်နန္ဒာအမည်ရှိတဲ့နိုင်ငံပေါ့နော်နိုင်ငံတစ်ခုမှာလောကတာရအမည်ရှိတဲ့စัจ java ရေမင်းဖြစ်ပါတယ်ကျွန်တော်တို့ဂေါတမဖေအားလောင်းကထိုနှုတ်ဖြင့်အသင်ချေနှုတ်ဖြင့်စတင်စုပါရမီဖြည့်ဖို့ဆူတောင်းလိုက်ပြီဆူတောင်းလိုက်တဲ့ကာလဘယ်မှာစဆူတောင်းတာလဲဆိုတော့လောကတာရအမည်ရှိတဲ့စัจ java ရေမင်းဘဝမှာဆူတောင်းတာအခုချိန်မှာဘယ်လိုဆူတောင်းဖြစ်လဲဆိုတော့ခုဂေါတမမြတ်စွာဘုရားရှင်ဆိုတဲ့တာကီဝင်နွယ်ဂေါတမမြတ်စွာဘုရားရှင်ဘာလို့တာကီဝင်နွယ်ဂေါတမမြတ်စွာဘုရားရှင်လာဖြစ်တာတော့တခြားဂေါတမနာမည်တခြားဂေါတမမှာမဟုတ်ပဲတခြားနာမည်တွေတခြားတာမျိုးနွယ်တွေမှာဘာလို့မဖြစ်တာမဖြစ်ဘူးဘာလို့လဲဖရားတို့မြည်ဒီမှာအမှုမဲ့ဖြစ်ရှင်ရဘဝမှာဖြစ်ပြီးတော့ဖရားဖြစ်တာမဟုတ်ဘူးကြိုတင်ပြင်ဆင်မှုတွေအားလုံးကပါပြီးသားခုလိုမျိုးစัจ java ရေမင်းဘဝလောကတာရစัจ java ရေမင်းဘဝရောက်တဲ့အချိန်မှာစတင်ပြီးနှုတ်ဖြင့်ဆူတောင်းတယ်ဆူတောင်းတဲ့အခါမှာအဲ့ဒီအချိန်မှာဘယ်လိုဆူတောင်းဖြစ်လဲဆိုကပိလဝတ်ပြီခုဂေါတမမြတ်စွာဘုရားလိုပဲအဲ့ဒီအချိန်ကလည်းကပိလဝတ်ပြီဒီကကပိလဝတ်ပြီတာကီဝင်မင်းမျိုးတကြမှုနိပောဓာနာဂေါတမဆိုတဲ့ဂေါတမဘုရားရှင်ပွင့်တာခုတပုံစံနဲ့ပဲကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်လိုပဲဂေါတမအမိကလည်းဂေါတမအနွယ်ကလည်းတာကီဝင်ပြည်ကလည်းမွေးဖွားတဲ့သူ့ရဲ့ဇာတိပြည်နယ်ကလည်းကပိလဝတ်ပြီအဲ့လိုပြည်မျိုးနွယ်နာမည်တူတဲ့ဘုရားရှင်ပွင့်တာဘုရားရှင်ပွင့်တဲ့အခါမှာကျွန်တော်တို့ဂေါတမမြတ်စွာဘုရားလောင်းကစัจ java ရေမင်းဖြစ်တာဖြစ်တော့ထိုမြတ်စွာဘုရားကိုခုနကတကြမှုနိပောဓာနာဂေါတမမြတ်စွာဘုရားကိုကျွန်တော်တို့ဘုရားလောင်းကြီးကစัจ java ရေမင်းကြီးကစန္ဒကူနန္တာရင်းနဲ့ပြုတ်လောက်ထားတယ်စုလစ်မွန်ချုံအထွတ်တက်တယ်စုလစ်မွန်ချုံအထွတ်တက်ကျောင်းပေါင်းပါတယ်ပေါ့နော်အထွတ်တက်ပါတယ်ကျောင်းပေါင်းကတသိန်းလူတန်းတာဘာလူတန်းတော့ဆိုအမျိုးစားရှင်မျိုးအဲ့ရှင်မျိုးကနံပါတ်1စုလစ်မွန်ချုံစန္ဒကူရင်းနဲ့နော်ဟိုရိုးရိုးမဟုတ်ဘူးစန္ဒကူနန္တာရင်းနဲ့ပြုတ်လို့တဲ့စုလစ်မွန်ချုံကျောင်းပေါင်းကတသိန်းပြီးတော့မန်းတက်ပေါင်းကတသိန်းနံပါတ်2နံပါတ်3ကဇင်းကြံပေါင်းတသိန်းနံပါတ်4ကဇရက်ပေါင်းတသိန်းနံပါတ်5ကရေအိမ်ပေါင်းတသိန်းနံပါတ်6ကတကားမုတ်ပေါင်းကတသိန်းနံပါတ်9ကစွန်းဝတ်ပေါင်းကတသိန်းနံပါတ်10ကအပ်ပေါင်းတသိန်းစတဲ့အမျိုးသားကြီး10မျိုးကိုလှူပြီးတော့ရှင်မျိုးတစ်မျိုးတသိန်းစီလှူပြီးတော့အလူကြီးပေးလှူပြီးတော့ခုနကတော့တကြမှုနိပောဓာနာဂေါတမဆိုတဲ့ဂေါတမအညီလဲတူတယ်မျိုးနယ်လဲတူတယ်ပြည်နယ်လဲတူတယ်ဖရာရှင်ထမ်းမှာနှုတ်ဖြင့်စပြီးတော့ဆူတောင်းပါတယ်နောက်အခါမှာအရှင်ဖရာကဲ့သို့အမျိုးအနွယ်နာမည်စသည်အားအလုံးစုံတူသောဖရာဖြစ်ရပါလို့ဤလို့ဆူတောင်းလိုက်တာအဲ့ဆူတောင်းတဲ့အကျိုးကျေးဇူးတွေကြောင့်ပါနော်
ခုဒီဘဝမှာလည်းကောရမဆိုတဲ့မြတ်စွာဘုရားဖြစ်မဲ့ဘဝမှာလည်းဒီနယ်တွေရောမျိုးနယ်တွေရောနာမည်တွေရောအလုံးစုံတူပြီးဖြစ်တာပါအဲ့တော့ခုနကတော့ဆူတောင်းလိုက်တယ်ဆူတောင်းပြီးတော့ဒီတိုင်းနဲ့နေလားမဟုတ်ဘူးအလူကြီးလူပြီးတော့အဲ့အချိန်ကနေစပြီးတော့ပါရမီ10ပါးစွန့်ချင်းကြီး9ပါးဇရိယာ3ပါးတို့ကိုဖြည့်ကျင့်တော်မူပြီးဘုရားလောင်းဟာပါရမီဖြည့်လာခဲ့ရတာပါပါရမီဖြည့်လာတဲ့အဲ့ဒီဘဝမှာနှုတ်ဖြင့်ဆူတောင်းတဲ့ဘဝမှာအာနိယတဗျာဒိတ်မြတ်စွာဘုရားထံကနေရတယ်အာနိယတဗျာဒိတ်ဆိုတာမင်းကတော့ဟုတ်တယ်အဲ့လိုပဲဖြစ်မယ်ဒါပေမဲ့ဝေးပါသေးတယ်ဝေးသေးတယ်ဆိုတော့မတိကြသေးဘူးခုကျွန်တော်ဒေဝရက်တို့ဘာလို့ဆိုလဲအဲ့လိုပဲလေအာနိယတဆိုတော့ဝေးသေးတယ်မတိကြသေးတော့ဘာဖြစ်တော့ငရဲဘာညာလဲရောက်သွားတာဟုတ်အဲ့လိုမျိုးပေါ့အဲ့တော့ဝေးပါသေးတယ်စတယ်အဲ့လိုမျိုးပြောတော့ဒါခုနကနှုတ်ဖြင့်ဆူတောင်းတာဘဝပေါင်းနော်အတင်ချီက9တင်ချီကဘာပေါင်းနော်ပြီးတော့ခါကျတော့ကျွန်တော်တို့ဖျားဆူပေါင်း3သိန်း8တောင်း9000အားလုံးပေါင်း9သိန်းကျော်သွားပါတော့9သိန်း12000ဖြစ်သွားအဲ့တော့ခုဂေါရမမြတ်စွာဘုရားရှင်အနေနဲ့ကြတော့ခုနကနှုတ်ကမဆက်ကနေလှုပ်လေချီပြီးဆူတောင်းတာဒီအဆင့်နှစ်ဆင့်ပြီးသွားစိတ်ရနှုတ်ရအခုနောက်ဆုံးကြတော့ကိုရောနှုတ်ကောနှစ်ခုသလုံးကိုကလည်းအလုပ်လုပ်ရတယ်နှုတ်ကလည်းအဲ့ဖျားဆူတောင်းဖို့ကိုကလည်းအလုပ်လုပ်ရတယ်နှုတ်ကလည်းဆူတောင်းရတယ်အဲ့လိုမျိုးကြတော့4သိန်းချီနဲ့ကဘာတသိန်း4သိန်းချီမှာတိလအတင်ချီဘာသာအတင်ချီဇယအတင်ချီရုစီယအတင်ချီဂုစီယအတင်ချီစတဲ့4တင်ချီမှာဂေါရမဆိုတဲ့မြတ်စွာဘုရားရှင်ဖယ်လိုက်မယ်ဆိုရင်ဘုရားပေါင်း28စုပွင့်ခဲ့ပါတယ်ဘုရားပေါင်း28စုမှာရှေ့3စုမှာကြတော့ရှေ့3စုဘုရားတွေမှာကြတော့နိယတဗျာတွေတေကြတဲ့ဗျာတွေမရခဲ့အာနိယတဗျာတွေပဲရခဲ့အဲ့ရခဲ့တဲ့ဘုရားတွေကတနင်္ဂရာဘုရားမေဒင်္ဂရာဘုရားတလနင်္ဂရာဘုရားဆိုတဲ့ဘုရား3စုမှာတော့နိယတဗျာတွေမရခဲ့ကျန်တဲ့ဘုရား24စုမှာတော့ရခဲ့ပါရတဲ့အခါမှာဘယ်ဘုရားမှာရခဲ့ရအောင်ဆိုတော့24စုခုန4စုမြောက်ပေါ့3စုကပွင့်သွားပြီ4စုမြောက်ဖြစ်တဲ့ဒီပင်္ဂလာဖျားမှာစပြီးတော့ကျန်တဲ့24စုမှာတော့တေကြတဲ့နိယတဗျာလေးတော်ကိုရခဲ့ပါတယ်အဲ့ဒါကြောင့်တချို့ကပြောကြတယ်ငါမြတ်စွာတို့ကောရမမြတ်စွာဘုရားရှင်နဲ့ပါဒီဟိုဟာတွေကဒီရှင်သာရိပုတ္တရာလို့နော်အဲ့လိုမျိုးပုဂ္ဂိုလ်ကြီးတွေကအဂတာဝကမဟာတာဝကယဟန္တာကြီးတွေကဒီပင်္ဂလာဖျားကနေစခဲ့တာပေါ့နော်ပါရမီဖြည့်ခဲ့တာဒီပင်္ဂလာဖျားကနေစပြီးတော့ပါရမီဖြည့်ခဲ့တာဘုရားရဲ့အစဒီကောရမမြတ်စွာဘုရားရှင်အစဒီပင်္ဂလာဖျားအစအဲ့လိုမျိုးပြောကြဒါမဲ့အဲ့လိုပြောတာတချို့တော့ပဲမှန်တယ်အလုံးစုံတော့မမှန်ဘူးဒီအချက်လက်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမဟာဗုဒ္ဓဝင်ရဲ့အချက်လက်ကိုကြည့်မယ်ဆိုရင်အဲ့လိုပြောတာတွေကမှန်တယ်ဘယ်လိုမှန်တာလဲဆိုတော့တေကြတဲ့နိယတဗျာဒိတ်ကိုဒီပင်္ဂလာဖျားကနေရခဲ့တာဖြစ်တဲ့အတွက်မှန်တယ်တချို့တော့ဒါပေမဲ့တေကြမှုအနေနဲ့တော့မှန်တယ်ဒါပေမဲ့ဖျားတစုဖြစ်ဖို့အတွက်ပါရမီဖြည့်ခဲ့ရတဲ့ဘဝကြတော့မမှန်တော့ဘာလို့လဲရှေ့မှာစိတ်ဖြင့်ဖြည့်ခဲ့ရတယ်နှုတ်ဖြင့်ဖြည့်ခဲ့ရတယ်အဲ့ဒါကခုနက9သိန်း12000ဖျားလို့ထမ်းမှာဖြည့်ခဲ့ရအဲ့လိုမျိုးအနေထားနဲ့ကြည့်မယ်ဆိုရင်ကြတော့မမှန်တော့ဒီပင်္ဂလာဖျားထမ်းမှာနိယတဗျာလေးကိုအားလုံးလည်းသိပါတယ်ဒါကတော့ကျွန်တော်ပြီးမှတက်လေးအဲ့ဒါလေးကိုတင်ပြပါမယ်ကျွန်တော်တို့မြတ်စွာဘုရားရှင်ဟာဒီပင်ကမြတ်စွာဘုရားသူ့မိတာရှင်ရသေးကြွလာမယ်သူ့မိတာရှင်ရသေးဘဝပေါ့နော်အဲ့လိုသူ့မိတာရှင်ရသေးဘဝမှာဒီပင်ကမြတ်စွာဘုရားကြွမယ်အခါမှာအားလုံးသိကြတဲ့အတိုင်းခန္ဓာကိုယ်ဆင်းပြီးတကယ်နဲ့အဲ့ဒီအချိန်အဲ့ဒီဘဝမှာသူကနိယတဗျာလေးဒီပင်ကဘုရားထံမှာသူကဆူတောင်းတော့မြတ်စွာဘုရားရှင်ကအနာဂတန်တရွှေဉဏ်တော်ဆိုတာရွှေဉဏ်တော်နဲ့ကြည့်လိုက်တာသူ့မိတာဒီကျွန်တော်တို့ကောရမမြတ်စွာဘုရားလောင်းသူ့မိတာရသေးကိုအနာဂတ်ကိုအလင်းပိတ်မရှိသိမြင်နိုင်တဲ့ဉာဏ်တော်ပေါ့နော်ဉာဏ်တော်အခုနကအနာဂတန်တရွှေဉဏ်ဆိုတာအဲ့ဒီဉာဏ်တော်နဲ့စင်ကျင်စူးစမ်းကြည့်လိုက်တာပေါ့နော်စင်ကျင်စူးစမ်းကြည့်လိုက်တော့တစ်ချက်ဘာကိုကြည့်ရအောင်ဆိုတော့အဲ့လိုပုံကုံမျိုးခုလိုမျိုးနိယတဗျာလေးယူမဲ့ပုံကုံမျိုးဟုတ်ရဲ့လားပြီးတော့နောင်ဘဲဘဝမှာဘယ်လိုမျိုးဖြစ်မလဲဆိုတော့ကြည့်လိုက်တော့မြတ်စွာဘုရားရှင်ဟာနိယတဗျာလေးခံယူမဲ့ပုံကအချက်၈ချက်အင်္ဂါ၈ပါးနဲ့ညီမျှရပါတယ်နံပါတ်1လူသားစင်စစ်ဖြစ်ရမယ်လူသားစင်စစ်မှဒါလည်းအဲ့လိုမျိုးနိယတဗျာလေးတေချာတဲ့ဘုရားစုကိုပေးလို့ရနံပါတ်2ယောက်ျားစင်စစ်ဖြစ်ရမယ်ယောက်ျားဖြစ်လို့မရမိန်းမဖြစ်လို့မရယောက်ျားစင်စစ်ဖြစ်ရမှာဘုရားစုကိုတေချာတဲ့နိယတဗျာလေးဘုရားစုကိုပန်ဖို့အတွက်ပြီးတော့လက်ရှိဘဝမှာလေခုသူမိတာရှင်ရသေးဘဝမှာလေယဟန္တာဖြစ်နိုင်တဲ့ကုသိုလ်ပါရမီတို့ကရှိနေရမှာသူရဲ့နောက်ကဒီဘဝမှာလေယဟန္တာဖြစ်နိုင်လားဆိုတဲ့ဖြစ်နိုင်တဲ့ဆိုမှတာနေနဲ့ပေးရမှာတကယ်လို့ဆိုရင်သူမိတာရှင်ရသေးဘဝမှာတင်ယဟန္တာဖြစ်ပြီးတန်တရာဝတ်ကနေပြီးတော့လွတ်မြောက်ပြီးတော့အေးရအကြောင်းထွက်သွားလို့ရတယ်ဒါပေမဲ့ဝိဒုက္ခဆင်းရဲမှာနေပြီးကြံတဲ့၄သိန်းချင်တဲ့ကဘာတသိန်းကျွန်တော်တို့တတ္တဝါတွေကိုလွတ်မြောက်ဖို့အတွက်နေခဲ့ရပါရမီတော်တွေဖြည့်ခဲ့ရဝိဒုက္ခတွေကိုခံယူခဲ့ရတယ်ဒါကတော့ဖះမို့လို့လားပေါ့ကျွန်တော်ဆိုရင်တော့မရအောင်တော့တက္ကသိုလ်တက်တော့နောက်ဆုံးနှစ်မှာဆရာမတွေကဆရာလုပ်ပါလားလို့ပြောဆရာလုပ်မယ်ဆိုရင်ငါတို့အစစရအကုန်လုပ်ပေးမယ်ထောက်ပံ့ပေးမယ်ပေါ့နော်အဲ့တော့ဆရာမတွေပြောလိုက်တာအဲ့တော့မှတ်မိပါသေးတယ်ဆရာမဒါကိုပဲထူးကြအောင်ကိုပဲတော်အောင်ပဲကြိုးစားချင်တာသူများတွေကိုအဲ့လိုမျိုးသင်ပေးရတာစိတ်မရှိဘူးအဲ့ဒါကြောင့်ဆရာတွေကိုလည်းလေးစားတယ်ခုမြတ်စွာဘုရားရှင်ဆိုရင်တော့ပြောပေါ်ရမရှိဘူးပေါ့ဒါပြီးတော့၄ချက်တတ်တော်ထင်ရှားမြတ်စွာဘုရားကိုဖုတွေ့ရတယ်ဒါခုပါပဲနေတတ်တော်ထင်ရှားဒီဘင်္ဂမြတ်စွာဘုရားကိုဖုတွေ့ရတယ်နံပါတ်5ချက်ကမ္မဝါဒီယတိအဲ့ဒီအချိန်မှာအဲ့ဒီပုဂ္ဂိုလ်ကကမ္မဝါဒီယတိဒါကျွန်တော်တို့သူမိသားရှင်ယတိကကမ္မဝါဒီပေါ့ပြီးတော့သာသနာတွင်မှာယဟန်ဖြစ်ရမယ်ဇန်တမာဘတ်ရမယ်ဇန်တမာဘတ်ရမယ်
အိုင်တော့သူမိသားရှင်ရတဲ့ရလဲစံတမာပဲရနေတဲ့ရတဲ့တပါးပဲလေပြီးတော့အသက်ကိုမငယ်ပဲနဲ့ပါရမီကုသိုလ်တွေအားထုတ်ရမယ်အဲ့တော့အသက်ကိုမငယ်ဘူးလေမြတ်စွာဘုရားရှင်နဲ့တကွာတန်ဃာတော်တွေအားလုံးကြောကုန်းပေါ်နင်းပြီးတော့ရှောက်ခိုင်းတာနည်းနည်းနော်နော်မှမဟုတ်တာအဲ့ဒါကအသက်ကိုပါသိစေနိုင်တယ်လေအဲ့ကြောင့်အသက်ကိုမငဲ့တဲ့ပါရမီကုသိုလ်အားထုတ်ရမယ်ပြီးတော့ဖျားဖြစ်လို့တဲ့စန္ဒပြင်းပြင်းပြပြရှိရမယ်ဖျားဖြစ်လို့တဲ့စန္ဒအဓိကတော့ဖျားဖြစ်လို့တဲ့စန္ဒကတော့အဓိကပေါ့ဘာလို့စန္ဒပြင်းပြမှာဒါလေအနိယတဆိုတဲ့တေချာတဲ့ဗျာဒိတ်တော်ကိုပေးလို့ရမှာဘူးအဲ့လိုမျိုးရွှေညံတော်နဲ့ကြီးလိုက်တဲ့ခါမှာအင်္ဂါကလည်းအဲ့လိုအင်္ဂါ၈ပါးနဲ့ညီမျှတယ်အင်္ဂါ၈ပါးနဲ့ညီမျှတော့မြတ်စွာဘုရားရှင်ဟာဒီပင်္ဂလာမြတ်စွာဘုရားရှင်နိယတဗျာဒိတ်တော်ကိုဟောကြားပေးပါတယ်နော်ဗျာဒိတ်ပေးပါတယ်အဲ့မှာဘုရားထံမှာဗျာဒိတ်ရတယ်ဒီကဘာကနေနောက်၄တင်ချီနဲ့ကဘာတစ်သိန်းမှာဖျားဖြစ်မယ်ဒီပင်္ဂလာရှင်ရသေးဟာနောင်ချင်းဖျားဖြစ်မဲ့ဘဝမှာဒုက္ခရစရိယာ6နှစ်ပေါ့နော်ဒုက္ခရစရိယာကျင့်ပြီးအစပါလာမြည်တော့ညောင်ပင်ရင်းမှာကနာနိုစွမ်းကက်လူလာကိုအလူခံပြီးတော့နေရင်စရာမြင့်မှာနိုစွမ်းဖုံးပေးပြီးနတ်တို့စီရင်ထားတဲ့လမ်းကနေပြီးရှောက်လန်းပြီးဘောဓိပင်ရင်းတို့ကြွလာပါမယ်ဘောဓိပင်ရင်းရောက်တဲ့အခါမှာမဟာဘောဓိမန်တိုင်းကိုလက်ရမှာထားပြီးတောင်မျက်နှာမှာအနောက်မြောက်အနောက်မှာမြောက်ရက်မှာအရှိစသဖြင့်လှည့်လည်ပြီးညောင်ခုနကဘောဓိပင်ကညောင်ဗုဒ္ဓဟိကျွန်တော်တို့ဘောဓမမြတ်စွာဘုရားရှင်ရဲ့ဖွားဘက်တော်လည်းဖြစ်တယ်ဘောဓိပင်ကညောင်ဗုဒ္ဓဟိညောင်ဗုဒ္ဓဟိပင်ရင်းမှာပဲတစ္ဆာ၄ပါးတရားကိုကိုယ်တိုင်ထိုးထွင်းသိမြင်ပြီးဖျားစင်စစ်ဧကံဖြစ်လက်တန်းဟုဒီပင်္ဂလာမြတ်စွာဘုရားရှင်မှာနိယတဗျာဒိတ်တော်ပေးသနာတော်မူပါလေပြီးတော့မေတော်ကမေတော်မာယာဒေဝီဖြစ်မယ်ခမည်းတော်ကတုတ်တော်ဒနမင်းကြီးဖြစ်မယ်အညီကတော့ဂေါရမအညီဖြစ်မယ်တာဝကအက္ကတာဝကတစုံအက္ကတာဝကတစုံကတော့ရှင်သာရိပုတ္တရာနဲ့ဟိုပါတို့ရဲ့အညီကကောလိတနဲ့ဥပဒိတရှင်မောကလန်နဲ့ရှင်သာရိပုတ္တရာတို့ရဲ့အညီကတော့ကောလိတနဲ့ဥပဒိတအလုံကျွေးပြုမဲ့ယဟန်ကတော့အာနန္ဒာစတယ်ပေါ့နော်ပြီးတော့အက္ကတာဝိကအက္ကတာဝကလည်းရှိတာမဟုတ်တာဝကလည်းရှိရမဟုတ်အက္ကတာဝိကလည်းရှိတယ်အက္ကတာဝိကတစုံကတော့ခေမာထေရီနဲ့ဥပလဝံထေရီဘောဓိပင်ခဏကဘောဓိပင်ကတော့ညောင်ဗုဒ္ဓဟိအလုတ်ကျွေးပြုတ်တဲ့ဥပဒကဆိုတာကတော့ကျွန်တော်တို့အားလုံးသိရတိုင်းလူပေါ့နော်ဗုဒ္ဓဘာသာဝင်လူပေါ့ထေရဝါဒဗုဒ္ဓဘာသာဝင်လူသားဥပဒကတစုံကစိတ်ဓာတ်နဲ့ဟဋ္ဌာလဝကစိတ်ဓာတ်နဲ့ဟဋ္ဌာလဝကပြီးတော့အလုတ်ကျွေးပြုတ်မဲ့ဥပတိကမှာတစုံကတော့ဥဒ္ဒရာနဲ့နန္ဒမာလာလို့ဖြစ်ကြတယ်လို့နိယတဗျာဒိတ်တရားကိုဟောကြားတော်မူပါတယ်မြတ်စွာဘုရားရှင်မှာဖွားဘက်တော်ခုနကနော်ဖွားဘက်တော်ဆိုလို့ညောင်ဗုဒ္ဓဟိအကြောင်းပြောလို့ဖွားဘက်တော်ကလည်း9ပါးရှိပါတယ်ဖွားဘက်တော်9ပါးကဗဒ္ဒကိစ္စနာခေါ်တဲ့ရတောဒရာမင်းသမီးမြတ်စွာဘုရားရဲ့မိဖုရားပေါ့နော်အရင်လူဘဝလုံးကပြီးတော့အာနန္ဒာမင်းသားစန္ဒအမတ်ကာလုဓာရီအမတ်ကန္တကမြင်းမဟာဗောဓိကညောင်မင်းတိုင်းမဟုတ်ဘူးအမျိုးအစားကညောင်ဗုဒ္ဓဟိပြီးတော့ရွှေအိုးကြီး၄လုံးလို့ဖြစ်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်